အမွေဆက်ခံသူတွေကဘယ်သူတွေလဲဂလေရှန်4မှာပြောထားတော့ကျွန်တော်တို့ယေရှုကိုယုံကြည်တာနဲ့ကျွန်တော်တို့ကဖခင်ရဲ့သားသမီးတွေဖြစ်ပြီးဒါပေမဲ့အမှနှစ်ဖွဲ့ကွဲနေတယ်ဘယ်ညင်တရားအောက်မှာရှိတဲ့လူတွေနဲ့ကျေးဇူးတရားအောက်မှာရှိတဲ့လူတွေဘယ်ညင်တရားအောက်မှာရှိတဲ့လူတွေကခလေးသူငယ်တို့ပြောတာကျွန်းနဲ့မခွဲမချာနာဘူးပေါ့ဒါပေမဲ့ဘယ်ညင်တရားအောက်ကျေးဇူးအောက်မှာရှိတဲ့လူတွေကတော့ဖခင်သားသမီးဖြစ်တယ်သူတို့ကအမွေတွေအကုန်လုံးရရှိတာဖြစ်တယ်ဆက်စင်းပြမယ်အဲ့မှာပုံနားလဲပေါ့လေးမှာတက်မှာပြောထားဆိုတော့ဘာဖြစ်လို့ကျေးဇူးယေရှုကိုယုံကြည်တာနဲ့အကုန်လုံးအမွေခံရတယ်ဆိုတော့လေဘာဖြစ်လို့နှစ်မှာပြောတယ်၄နှစ်မှာကျတော့ဖခင်တတ်မှတ်တော့အချိန်မရောက်မချင်းအဲ့အချိန်မရောက်မချင်းဆိုတော့ဘာပြောလဲယေရှုအသေးမခံသေးကြွေကားတိုင်းပေါ်တက်ပြီးတော့အသေးမခံသေးကြွေတော့လုံးဝအဲ့မတိုင်ခင်လုံးဝပညတ်တရားအောင်ပါပဲဒါမဲ့အချိန်ကာလပြည့်စုံခြင်းနဲ့၄မှာကျတော့အချိန်ကာလပြည့်စုံရှင်တို့ရောက်တော့အခါအချိန်ကာလပြည့်စုံရှင်တို့ရောက်တော့အခါဖခင်ကသူ့သားတော်ကိုဆေးလို့တယ်သူတို့ပညတ်တရားအောက်ကနေပေါ်ထွန်းလာတယ်ဘာဖြစ်လို့ကျွန်တော်တို့ပညတ်တရားအောက်ကနေကဲလို့ဖို့ဖြစ်တယ်ယေရှုကအဲ့ဒီမှာယေရှုကကျွန်တော်တို့အတွက်အပြစ်အသေးခံပြီးွားကျွန်တော်တို့အပြစ်တွေအတွက်အတွေးတော်နဲ့စေကြောပြီးွားပြီအဲ့ဒါကိုယုံကြည်လက်ခံတဲ့လူတွေအကုန်လုံးကသူ့ရဲ့သားသမီးဖြစ်တယ်သားသမီးဖြစ်တယ်ဂျူးတွေပဲယေရှုကိုယုံကြည်လိုက်ရင်လည်းလုံးဝသားသမီးဖြစ်သွားတယ်ပညတ်တရားအောက်မှာကြောလှုပ်ဆောင်အောင်လို့ဆိုပြောဒါပေမဲ့အဲ့သားသမီးမှာတော့ဘာကိုယုံကြည်ဖို့လိုလဲဆိုတော့တင်အပြစ်တောင်းမှန်မှာတင်ကခွင့်လွှတ်ခြင်းရပြီးတော့ဖြောင့်မတ်တော်သူဖြစ်တာမဟုတ်ပါဘူးယေရှုရဲ့အတွေးတော်ကြောင့်တာလုံးဝဖြောင့်မတ်တော်သူဖြစ်တာယေရှုကအသေးခံပေးသွားခြင်းမှာတကဘာလုံးအတွက်အသေးခံပေးသွားယုံကြည်သူတွေအတွက်ပဲမဟုတ်ဘူးတကဘာလုံးအတွက်ဒါမဲ့ယေရှုကိုယုံကြည်မှတာဒီကတင့်ကိုဖြောင့်မတ်တော်သူလို့သတ်မှတ်တာဖြောင့်မတ်တော်သူဖြစ်တော့ကောင်းဝင်တော်ရတာယေရှုကိုယုံကြည်ခြင်းရနေစားတာဖြစ်တယ်ဒီပညတ်တရားအောက်ကလူတွေကကျတော့မဟုတ်ငါတို့တောင်းမှန်ရမယ်ငါတို့ကြိုးစားရမယ်အဲ့မှာငါတို့ကဖျားနဲ့မှန်ပါငါတို့ဖျားကြိုက်တာလုပ်ရမယ်အဲ့မှာဖျားနဲ့မှန်ပါဖျားနဲ့မှန်မှာဖျားကငါတို့နဲ့အဆက်တွေလုပ်မယ်အဲ့သူတို့ကြိုးစားခြင်းပေါ်မှာပြန်မူတည်တာတွေ့တာမသိယေရှုရဲ့ကားတိုင်းမှာမမူတည်မြဲယေရှုကားတိုင်းမှာမူတည်ခိုင်းတာဖျားကငါရဲ့သားတော်ပေးဆက်ခဲ့တာတွေ့တာကားတိုင်းမှာငါသူတွေးတုံးခဲ့ပြီးတော့တွေ့တာအတွေးတုံးခဲ့ပြီးတော့အတွက်မင်းတို့ငါဖြောင့်မတ်တော်သူတို့တတ်မှတ်တာဖြစ်တယ်ယေရှုကိုယုံကြည်တဲ့အတွက်သူတွေးခွင့်ပေးတယ်တင်းရဲ့အတိတ်ကအနာဂတ်မှာလုံရဥစ္စာအပြစ်တွေအကုန်လုံးစစ်ကြောပြီးပဲတွားပြီးဆိုတာယုံကြည်စိတ်ချတော့သူကိုအဲဒါကျေးဇူးအောက်မှာရှိတဲ့လို့လုံဝကျွန်တော်ပြောရှင်းပါလဲအဲဒါကိုစိတ်မချတဲ့ရင်ကတော့တင်ကလုံဝတောင်းမှရမယ်ဖျားနဲ့မားဟောပြန်ပြီးသူများနဲ့မားပြောပြန်လိုက်မားပြောလိုက်မိပြန်ပြီးစိတ်တုံမိလိုက်ပြန်ပြီးမကောင်းပြောမိလိုက်ပြန်ပြီး gossip ပြောမိလိုက်ပြန်ပြီးတနည်းအားလည်းနေရတယ်အဲ့ရဲ့ guilty conscience နဲ့ပဲဖျားခင်အထဲမှာရှိတဲ့လူယေရှုထဲမှာရှိတဲ့လူကလုံးဝအပြစ်တင်လို့လည်းမရတော့သူကအပြစ်တစ်စက်မှလည်းမရှိတော့ယေရှုကိုမြင်တယ်လို့ပဲဖျားကမြင်တာဖြစ်တယ်ကျွန်တော်တို့အရောက်စီတိုင်းဘာဖြစ်လို့ကျွန်တော်ကယေရှုထဲမှာရှိနေတာဖြစ်တယ်အဲ့တော့ယေရှုကတန့်ရှင်တာဖြောင်းမဲ့လားဖြူစင်လားယေရှုဖျားရတယ်ကျွန်တော်တို့အဲ့မျိုးပဲမြင်တာဖြစ်တယ်ဖခင်ကြီးတော်ကဖခင်ကြီးတော်တို့ခေါ်ခွင့်ပေးရအမှငါးမှာပြောပြီးငါးနဲ့6မှာယေရှုကိုယုံကြည်စိတ်ချသွားတယ်လို့အပြစ်တွေလုံးဝလွတ်သွားပြီဆိုတာယုံကြည်စိတ်ချမှတာတင်ကကြောက်ရွံ့ခြင်းမရှိတော့မလဲရဲရင်ခြင်းဝမ်းမြောက်ခြင်းကြိုးဝါခြင်းအောင်မြင်ခြင်းတွေရှိလာဖြစ်တယ်ဒါကိုယ့်ဘက်ကိုတိလာဖြစ်တယ်ကိုယ်ဘယ်လိုလဲဆိုတော့ကိုတိလာဖြစ်တယ်ယေရှုထံမှာရှိတဲ့အတိုင်းကျွန်တော်တို့ဖြစ်တယ်တယောက်လေးဆက်ခွန်ပါဆိုရင်ဘာလို့ပြောထားလဲယေရှုဖြစ်တယ်ကျွန်တော်တို့ကဖြစ်တယ်အဲတရားစီရင်နေကြရင်ကျွန်တော်တို့ကကြောက်စရာလုံးဝမရှိဘူးဘာဖြစ်လို့လဲယေရှုဖျားရဲ့လက်ရဘက်မှာရှိလို့မျိုးတန့်ရှင်တော်သူဖြောင့်မတော်သူကျွန်တော်တို့ယေရှုထံမှာရှိနေတဲ့အတိုင်းပဲယေရှုဖြစ်တယ်ကျွန်တော်တို့ဖြစ်တယ်ဆိုတော့ယုံကြည်စိတ်ချတို့အဲ့မျိုးဖြစ်နေတယ်ဆိုတာဖျားပြောနေအမှန်တော့အဲ့ယုံကြည်စိတ်ချရင်တင်းကလုံးဝကြောက်ရွံ့မရှိတော့အဲကြောင့် love has been perfect among us ဆိုပြီးတော့ဖျားရဲ့ချစ်ရှင်မြတ်တာကျွန်တော်တို့လုံးဝ perfect ဖြစ်သွားရဲ့ရှင်ညာရဲရင်ရှင်ရှိပါကျွန်တော်တို့ကကျွန်တော်ကြည့်ပြီးတော့ဆိုရင်အပြင်အားတွေလည်းကြည့်ပြီးဆိုလောကရဲ့ကြောက်စရာစိုးရင်စရာတွေကြီးပဲအသက်ကြတွေကြီးပဲဟိုလှုပ်ချလို့ရတဲ့အရာတွေကြီးပဲခါချလို့ရတယ်ဒါပေမဲ့ဖျားရဲ့ယေရှုရဲ့လှုပ်ဆောင်ပေးခဲ့မှုတွေးတော့ယေရှုရဲ့အတွေးတော့ယေရှုကြောင့်ဖျားချစ်ခြင်းမြတ်တာကြောင့်ကျွန်တော်တို့ကယ်တင်ခြင်းပေးရကျွန်တော်တို့ဖြောင့်မတ်ခြင်းပေးရဆိုတော့ယုံကြည်စိတ်ချဝိုင်းဒါလုံးဝလှုပ်ချလို့မရဘူးလေဘာနဲ့မှလှုပ်လို့မရဘူးအဲ့ပုံမှာမူတည်နေတဲ့ယေရှုရဲ့ကားတိုင်းကိုအဲကြောင့်နေ့တိုင်းထိုင်ခံတာပြောယေရှုလှုပ်ပြီးခဲ့တော့နေ့တိုင်းစင်ကျင်အောင်မေးတဲ့ချိန်မှာတင်းကိုရဲရင်ချင်းအောင်မြင်ခြင်းကြွယ်ဝခြင်းညင်သက်ခြင်းလုံးဝပေးမှဖြစ်တယ်ဒါတိုးပွားခြင်းပေးမှဖြစ်တယ်
အဲကြောင့်အဲ့ရလုံးဝဆင်းချင်းနားလဲဖို့လိုပဲတောင်းပန်ဖို့လိုလားတောင်းပန်ရှင်တောင်းပန်လိုက်ပါကျွန်တော်လည်းတောင်းပန်တဲ့ချိန်ကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အပြစ်ခွင့်လို့ရှင်ခံရဖို့တောင်းပန်တာမဟုတ်ကျွန်တော်အပြစ်လွတ်တော့သူဖြစ်တော့ဖြောက်မဲ့တော့သူဖြစ်တော့ဖျားအတွက်စိတ်မကောင်းတော့မာဝါတို့ဖျားကိုတောင်းပန်တယ်ဒါပဲမတောင်းပန်နဲ့ဖျားခွင့်လို့ပြီးတာပဲကျွန်တော်ဖြောက်မဲ့တော့သူဖြစ်ပြီးတာပဲကိုတောင်းပန်မှာဖျားနဲ့အဆက်တွေကြံရတာမဟုတ်ဒီ relationship ပါလေ fellowship ပြတ်သွားတာဘာညာတို့ relationship ရဲ့ fellowship အမှန်တော့တလုံးထဲပဲလေအဲ့တော့ Joseph Prince သူကတော့ Hebrew တို့ Greek တို့ရဆိုသူရှင်းပြတာတလုံးပဲအဲ့ study လုပ်ရှင် study လုပ်လိုက်ပါကျွန်တော်တော့ study မလုပ်တော့ကျွန်တော်ဂျုံကြီးစိတ်ချရပါပြီးတော့အထဲမှာဝิญဉ်ထဲမှာရှင်းလို့လေကျွန်တော်တို့အကုန်လုံးကဝิญဉ်ထဲမှာရှင်းလို့ယုံကြည်ကြတာအုံနောက်နဲ့နားလဲလို့ယုံကြည်တာမဟုတ်ဘူးယုံကြည်သူဆိုတာကျေးဇူးအောင်မှရှိတဲ့ဆိုလုံးဝငါဖြောက်မဲ့လို့ဘလုံးမအပြစ်သားဖြစ်စရာအကြောင်းလည်းမရှိတော့အပြစ်ဖြစ်နိုင်စရာအကြောင်းမရှိတော့အပြစ်လုပ်တဲ့အပြစ်ကရှိကိုမရှိတော့ဘာဖြစ်လို့ယေရှုထဲမှာအကုန်ယေရှုအတွေ့အကြုံနဲ့အကုန်ဆင်ပြီးတော့ယေရှုထဲမှာလုံးဝဖြောက်မဲ့လို့ဖြစ်တယ်အဲ့တော့အပြစ်လုပ်ဖို့အားပေးနေရတာမဟုတ်ပါဘူးတင်မဟာဝါတယ်ဖျားခင်တင်ဖြောက်မဲ့တော့သူတို့မြင်နေတော့မယ်တင်ကိုရှင်းနေတော့မယ်လို့ပြောရှင်းတာဖြစ်တယ်အဲ့ရယုံကြည်စိတ်ချခြင်းရှိရခြင်းပါလုံးဝလွတ်မြောက်ပါလုံးဝစိတ်ချပါဒါပေမဲ့ဖျားသားသမီးတွေကပါဆက်လို့တယ်တင်ယူစရာတွေမရှိတော့ဘူးရှိရတက်ရှင်လုံးကြီးတော့တင်ကိုတိုင်ဥဆောင်မယ်တဲ့ယောမ8:14မှာလည်းပြောထားတယ်နောက်ပြီးဂလေရှန်9:18မှာလည်းထပ်ပြောထားသေးတယ်ဟုတ်တယ်အဲ့တော့ထပ်ပြောထားဒီရဖြောက်မှရှင်ဟောတန့်ရှင်တော်ဝိညာဉ်တော်တင်ဥဆောင်မယ်ဆိုတာနောက်ပြီးတော့ကျေးဇူးတော်နဲ့ညီသက်ရှင်ပုံမတိုးပွားဖို့ရတယ်ဘာလို့သိဖို့လိုပါဖျားအဖခမီတော်နဲ့တခင်ရှုကိုပုံသိဖို့လိုပဲပုံသိလာလေပုံတိုးပွားလေအဲ့ဟာကျတော့နှစ်ပေနှစ်မှာရေးထားဖြစ်တယ်ဟုတ်တယ်အဲ့တော့တန်ရှင်တော်ဝိညာဉ်ပဲဥဆောင်တာဖြစ်ပါဒါလည်းဟာဖခမီတော်ပုံသိရှင်လိုက်တန်ရှင်တော်ဖျားခင်ပုံသိရှင်လိုက်တာတန်ရှင်တော်ဝိညာဉ်ပုံသိရှင်တယ်တခင်ဖျားခင်ပုံသိရှင်တယ်ဒီပုံသိကျွမ်းရှင်မြင်လာတယ်ပို့ကျွယ်ဝလာတယ်ဒီရဲ့အမွေတွေကကိုယ်စီရောက်လာတယ်ပဲပို့ပြီးတော့ဒါမှကလေးသူငယ်ကတော့ပညာကြောင်ကငါလောက်ရမယ်ငါစူးစမ်းရမယ်သူကအဲ့ရနဲ့ပဲလဲနေယေရှုတော့ယုံတယ်ဖျားဆိုတော့ဒါမှစူးစမ်းပင်ပန်းနေရတယ်မပင်ပန်းစေရှင်တော့ဘူးလေကျေးဇူးတော်ကြတော့ဟာဖျားကငါ့ကိုအရင်ချစ်တယ်ဖျားခင်ကထရနေလုပ်ပြီးနေငါစိတ်ချဖို့လို့ဖျားခင်ကိုစိတ်ချတယ်ဒီယုံကြည်စိတ်ချမှုရဖို့ရတယ်ဖျားစကားကြားဖို့စံစာဖတ်ရမယ်နားထောင်ရမယ် audio book တွေလည်းရှိတယ် audio လည်းနားထောင်နေရတယ်ဒါတည်းဖျားစကားဆင်နေအဲ့ကနေပဲယုံကြည်ခြင်းကလာဖြစ်တယ်ယုံကြည်ခြင်းဆိုတော့စူးစမ်းလို့မရပါဘူးဟောနောက်ထပ်ခုနကအချိန်ကာလမရောက်မီဆိုတော့ဂလေရှန်လေးအချိန်ကာလယေရှုရောက်လာတဲ့အချိန်အဲ့ဒါဘယ်မှာထပ်ပြောထားလဲဆိုတော့ဂလေရှန်3:23မှာထပ်ပြောတာယုံကြည်ခြင်းတရားမရောက်မလာမီပညတ်တရားအောင်နိုင်ဆောက်ရှောက်ခြင်းခံရလျက်ယုံကြည်ခြင်းတရားထင်ရှားလာသည့်အထိရှုံနောက်ထားခြင်းခံရကြ၏ယုံကြည်ခြင်းတရားဆိုတာယေရှုဖျားခင်ကယုံကြည်ခြင်းတရားဖြစ်တာ Grace and Truth came to Jesus Christ ယေရှုထဲကနေလာဖြစ်တယ်အဲဆိုယေရှုလာတဲ့အချိန်ရောက်ပြီးအချိန်ကနေစပြီးတော့ဒီကပညတ်တရားခေတ်ကကုံဆုံးသွားပြီဖြစ်တယ်။အဲအောင်ယုံကြည်စိတ်ချဖို့လိုတယ်။ကျေးဇူးတော်တင်ယုံကြည်စိတ်ချရင်တင်ရလုံးဝဖြောင့်မလို့ဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်တင်ရအပြည့်ဝင်ချတောင်းပန်ခြင်းပုံမှာတင်တဲ့အကောလုံးနဲ့ဝင်ချမတောင်းပန်နိုင်ပါဘူး။တခုတည်းတော့ဝင်ချမတောင်းပန်နိုင်တင်အပြစ်သားပဲပညတ်တရားအတိုင်းတွားမယ်ဆိုရင်ဒါပေမဲ့ယေရှုရဲ့ကျေးဇူးတော်ယုံကြည်လက်ခံကြတော့တင်လိုက်မချောက်နိုင်နဲ့တင်လုံးဝဖြောက်မဲ့တော့သူဆိုတာဖြစ်ပြီးတာပဲဒါပဲအော်ဖခင်ကကျေးဇူးတော်အောင်ပါလေအဲဆိုတချို့တလေလေးမေ့သွားတော့တယ်ဖခင်ခွင့်လွှတ်ပါတယ်ဆိုပြီးအဲ့မျိုးမဟုတ်အဲ့မျိုးယုံကြည်စီခြင်းတာမဟုတ်ဖခင်ငါတားတော့တွေးတော့အဖြစ်အကုန်ပြီးသွားပြီအမှုပြီးသွားပြီတင်လုံးဝဖြောက်မဲ့တော့သူဖြစ်တယ်အဲ့အောင်ယုံကြည်စိတ်ချစေခြင်းတာဖြစ်တယ်ဒီရဲ့ယုံကြည်စိတ်ချခြင်းရှိရင်တင်တားသမီးဖြစ်သွားပြီတားသမီးဆိုရင်အမွေဆက်ခံရတယ်ကလေးသူငယ်စကလုံးกว่าနော်ကလေးသူငယ်တာသမီးတာတို့ပြောတယ်ဆန်းဆိုပြောတယ်အင်္ဂလိပ်မှာဆိုဒါမိန်းမရောယောက်ျားရောပါပြီးသားနှစ်ဖွဲ့စလုံးကလေးနဲ့တာတော်กว่าကလေးကပညတ်တရားအောင်ပါတာသမီးကကျေးဇူးတော်အောင်ပါလုံးဝဖြောင်းမဲ့တော့သူဆိုတော့ယုံကြည်စိတ်ချသွားပြီယေရှုရဲ့အတွေ့တော်အဖြစ်အဲ
အောင်နေ့တိုင်းဆင်ကျင်အောင်မိတယ်ဂျုံကြည်စိတ်ချရှင်အဲ့ဒါကိုရှိသွားရင်ဒါကြည့်ဥတော့ပဲတင်ကအမွေလုံးဝခံရဖြစ်တယ်โอเคရောက်စီတိုင်းတက်ရှင်ဝင်တော့ဖွင့်ပြဖို့ရှင်တော်မှ strong ပေးပါလေYou are blessed to copy the glory